ကိုရိုအားလုံးပဲမင်္ဂလာပါဗျ။အီတလီစူပါဖလားဖိုင်နယ်ပွဲစဉ်နာပိုလီနဲ့ဘောလောနာပွဲလေးကိုတပွဲကောင်းလေးရင်းချက်ပေးချင်ပါတယ်။ညလုံးကအေဗီလာပွဲလေးကတော့အားလုံးရလိုက်မယ်လို့ထင်ပါတယ်ဗျ။ VIP Channel မှာရွေးပေးထားတဲ့ပါစီပွဲလေးလည်းအပြည့်အောင်ပါတယ်။ဒီလိုတပွဲကောင်းလေးတွေလို့ရှင်တော့ Telegram Channel လေးကို join ထားပေးပါဗျ။ဒီပွဲလေးကတော့အကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်။နာပိုလီကတော့ဒီဖလားကိုဒါ2ကြိမ်ရရှိထားခဲ့ပြီးပြီမဲ့နီးပြကွန်တီလက်ထက်မှာပထမဦးဆုံးဖလားဖြစ်လာမှာမလို့ဒီပွဲကအလွန်ရေးကြီးပါတယ်။ ဆီမီဖိုင်နယ်မှာလည်းဒါလူစီရင်အင်အားတာတဲ့ AC မီလန်ကို2-0နဲ့နိုင်ထားပါသေးတယ်။ဘောလောနာကတော့ဒီဖလားကိုတစ်ချိန်မှရရှိထားခြင်းမရှိပါဘူး။အဓိကစူပလာရဲ့နဲ့ဝေးကွာနေတာဆိုရင်တော့ဒါ10စုနှစ်ပေါင်းများစွာကြာနေပါပြီ။ဒါအမတ်ပေးပွဲတွေမှာတော့ရုန်းကန်နေရပြီပဲ။ဒါနောက်ဆုံးဆီမီဖိုင်နယ်ပွဲမှာအင်တာမီလန်ကိုတရေကန်ထားပြီးတော့ပနတီနဲ့နိုင်ထားပါတယ်။အသင်းငယ်လေးဖြစ်ပေမဲ့ဒါဘိုလူဘဲတိတက်ရောက်လာနိုင်တာကြောင့်ဒီပွဲမှာတော့ရေကုန်ရေခန့်ကစားပါလိမ့်မယ်။နာပိုလီဘက်မှာလူကာကူဒဏ်ရာကြောင့်ပါဝင်နိုင်ပေမဲ့ဒါ Highland နဲ့ Domini တို့ကခြေစွမ်းပြနေပြီးတော့အခန်းစစ်ပိုင်းမှာဆိုရင်လည်း Bonjourno နဲ့ဒါ Ramadi တို့ကအတော်အားကိုးနေရပါတယ်။ Bologna ဘက်မှာတော့အဓိကတိုက်စစ်ကစားသမား Castro နဲ့ Fabian တို့ရှိနေပေမဲ့အဓိကကွင်းလဲLuis Ferguson ကဒဏ်ရာကြောင့်ပါဝင်မှုမသေးကြသလိုဒါခန်းစစ်ပိုင်းမှာလည်းအပြောင်းလဲအချို့ရှိနိုင်ပါတယ်။နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာတော့ Bologna က2ပွဲနိုင် Napoli က2ပွဲနိုင်ထားပြီးတော့တရေ1ပွဲကျထားပါတယ်။ဘောလူပွဲဖြစ်တာကြောင့်2သိန်းလုံးအမားခံလို့မရတယ်လို့အရင်ဆုံးဂိုးမပေးရဘူးကိုပဲဦးစားပေးရပါလိမ့်မယ်။ကွန်တီယာဒီလိုဖလားပွဲတွေဘောလူပွဲမျိုးတွေမှာဆိုရင်ဒါ1-0ဆိုတဲ့ရလဒ်မျိုးနဲ့ရလဒ်ထွက်အောင်ကစားတတ်ပါတယ်။နာပိုလီကသူတို့ရဲ့အတွေ့အကြုံနဲ့လူစီရင်ပိုင်းမှာအသာရနေပြီမဲ့ဒါဘောလောနာရဲ့ခန်းစစ်ကစားပုံကြောင့်ဒါ1-0ဒါမှမဟုတ်0-0ဆိုတဲ့ရလဒ်မျိုးနဲ့ဒါအချိန်ပိုထိလည်းရောက်သွားနိုင်ပါတယ်။ဒီပွဲလေးရောညီကိုတို့ဘယ်လိုထင်လဲဆိုတာ comment လေးမှာရေးပေးတော့ပါအောင်ဗျာ။အားလုံးပဲခွင့်လက်ဖြစ်ကြပါစေဗျာ။